မင်္ဂလာပါဗျဒီနေ့က18ရက်12လပိုင်း2025ပေါ့နော်အဲ့တော့ဒါကင်းပြင်းနေမှာလားဘယ်မှာတော့ကြည့်ပေါ့ဗျာဒါနဲ့ညငစီကြတာလေးဟောင်းစီကြတာလေးနားထောင်လိုက်ရတယ်ဗျဟောင်းစီရမ်းပူလောင်နေတယ်ဟောင်းစီပါပူလောင်တာလဲဆိုရင်ကင်းနီတက်မှာဘယ်လောက်ကဆိုလာဗျသူတို့လူမျိုးဖမ်းတယ်ပေါ့သူတို့ခေါင်းဆောင်တွေကိုဖမ်းတယ်ပေါ့ထောက်ပို့တွေကိုဖမ်းတယ်ဆိုပြီးမှဒါသူတော်တော်ကြီးပူလောင်နေရပေါ့ဗျနော်ပူလောင်လဲဆိုတာဘာကိုပြောတာလဲပေါ့ဗျပူလောင်တယ်ဆိုတာကအကုလူတွေများပြီးသူများကိုမဟုတ်တဲ့အလုပ်တွေမဟုတ်တဲ့အပြောတွေမဟုတ်တဲ့အရာတွေကိုလုပ်နေတဲ့သူမှတန်နေပူလောင်တာရှင်းတယ်နော်ငါမဟုတ်တာလုပ်ထားတာတခုမှမရှိဘူးမဟုတ်တာပြောထားတာတခုမှမရှိဘူးမင်းရှိလို့ရှိရင်မင်းယူလာခဲ့သိလားအဲ့တော့မင်းကငါအမြဲပြောတယ်မင်းအဲ့လိုလူယုံမှာအလုပ်တွေမဟုတ်ကဟုတ်ကတွေပြောမဟုတ်ဟုတ်ကတွေလုပ်ဒီလိုမျိုးလူယုံမှာအလုပ်တွေလုပ်မယ်ဆိုရင်အဲ့ဒီသင်္ကန်းကိုချွတ်လိုက်သင်္ကန်းကိုအကာအကွယ်လုပ်ပြီးဒီလိုလူယုံမှာအလုပ်တွေလူတော်အလုပ်မလုပ်မဟုတ်ဘူးဗျာနော်စဉ်းစားကြည့်အခုငါပေါက်လုပ်နေတယ်လို့ကြည့်သင်္ကန်းခြုံပြီးတော့လူလိုလုပ်လို့မရဘူးနော်ဒါပေမဲ့ငါပေါက်ကလူလိုလုပ်တာတော့မဟုတ်လူယုံမှာအလုပ်လုပ်နေတာနော်သင်္ကန်းကိုကာကွယ်ယူပြီးအဲ့ပဲလုံးမေးကြည့်အဲ့ကြောက်လုံးမှာတော့အဲ့သင်္ကန်းချွတ်ရဲလားသင်္ကန်းချွတ်ရဲလားမေးကြည့်ဟမ်ပါရာဇီလာကြနေတဲ့ကောင်ဘာမှရဟန်းဖြစ်လို့မရဘူးတင်ငန်းရေခြုံပြီးတော့အချောင်ရမလားလို့ဘောလိုက်မှနေတဲ့စောက်စင်အဲ့ဒီစောက်စင်ကမင်းကငါ့ကိုပူလောင်တယ်